မတန်းနဲ့ပဲဖမ်းပါ တိတ်ရမလို့လေဒီမှာထားတာပေါ့ပါ ကိုဖုံးတင်းกว่า ထဝန်းတင် ဟမ်ထဝန်းတင်း ဟုတ်တယ် နင်တို့တော်တော်နိုင်နေပေါ့ပွဲတိုင်း လို့အဲ့လိုလာပြောမနေနဲ့အား ပြောပါပဲကဲထဝန်းတင်းလားကိုဖုံးတင်းလားကိုမမမှန်းခဲ့ပြီကဲဒီကိန်းလေးကတော့ဘဲဘဏ္ဍကောင်ပို့ပြီးတော့ဖမ်းနိုင်လဲဆိုတာပြိုင်မယ်နော်ဘဏ္ဍကောင်သူဖမ်းနိုင်လဲဆိုတာကြည့်ကြမယ်ဒီအတန်တစ်ခုလုံးနဲ့ဖမ်းလို့ရရနော် မကန်ရ တန်းနဲ့ပဲဖမ်းပါ nice ကျင်းနေပြီလားအဲ့ဆိုတန်းသိန်းတော့မှာနော် ဟုတ်တိတ်ရမလို့လေဒီမှာထားတာပေါ့ပါဖြစ်နေ အေးပြီးရပဲကဲစမယ်ကဲစရအောင်စဉ်းနေပြန်တာနော်5 4 3 2 1 go လာပြီပြီဟဲ့လားအော်ဘာမတော့ဖဲလီအော်ဟာမလို့ရင်လေSalsa que. တော့မလည်းမရဘူးတကောင်ပဲကြံတော့let's go ဖမ်းမယ်တကောင်ရပြီနှစ်ကောင်ရပြီ oh my god 3ကောင်4ကောင်တော်လိုက်တာအိုးကဲဘလို့ပြည့်9ကောင်ရတယ်ဗျာထဝန်းတော်မှမရ winner ခုနကတော့ပုံပုံတင်းရတော့နိုင်ရကြည့်9ကောင်တော့ဖမ်းပြီးတယ်ထဝန်းတော်မှမဖမ်းပြီးတော့အဲ့တော့လူစားဖြစ်သွားတယ်ရှုံးနေပြီဖြစ်ပါတယ် winner ပုံပုံတင်းနဲ့ win